ဘယင်ကြီးကဥပေါ်ဦးကိုပညာစမ်းကျင်တာနဲ့လမ်းဘေးကအယူ၃ယောက်ကိုနန်းတော်ထဲခေါ်လာခိုင်းတယ် ကဲပေါ်ဦးဒီအယူတွေဘာပြောနေတာလဲဆိုတာမင်းဘာသာပြန်ပေးစမ်း ပထမအယူကလက်သီးကိုဆုပ်ထားပြီးကောင်းကင်ကိုထိုးပြတယ်ဒုတိယအယူကလက်ဖွားကိုဖြန့်ပြီးမြေကြီးကိုပြတယ်တတိယအယူကပါးစပ်ကိုဖြဲပြပြီးရေပြတယ် ကဲသူတို့ဘာပြောတာလဲရှောက်တင်စမ်းပေါ်ဦးနီ အဲ့ဒီအခါဥပေါ်ဦးကဝစ်ချပြီးဒီလိုလျှောက်တင်တယ် အရှင်မင်းကြီးပထမအယူကတိုင်းပြည်မှာတပုံတွေထားကြရင်လက်သီးနဲ့ထိုးတက်ပစ်မယ်လို့ရှောက်တာပါဒုတိယအယူကတိုင်းပြည်အေးချမ်းရင်တော့လက်ဖွားလိုဖြန့်ပြီးလူတိုင်းကိုမေတ္တာထားမယ်လို့ရှောက်တာပါတတိယအယူကဒီလိုမျိုးအရှင်မင်းကြီးကတရားသဖြင့်အုပ်ချုပ်နေတာကိုတွေ့ရလို့သူတို့အယံပျော်ပြီးရေးနေတာပါဖေဟာ ဘယင်ကြီးကဥပေါ်ဦးရဲ့ပန်းနှံမှုကိုသဘောကျပြီးဆုလက်တွေပေးသနာလိုက်ပါတော့တယ်ဒါကြောင့်ပညာရှိအမတ်ကြီးဥပေါ်ဦးဟာခက်ခဲနဲ့နေတဲ့ပဟေရီတွေကိုတင်မကပဲအယူတွေရဲ့စကားကိုတောင်ပါနဲ့တဲ့ညံနဲ့အတိတ်ပဲဖော်ပြီးဘယင်ကြီးကိုကျေနပ်အောင်လျှောက်တင်နိုင်ခဲ့တာပဲဖြစ်ပါတော့တယ် ဒါကတော့ဥပေါ်ဦးရဲ့ပါနက်လှတဲ့အယူစကားဘာသာပြန်ရှောက်ထုံးပဲဖြစ်ပါတယ်နောက်ထပ်ဥပေါ်ဦးပုံမြင်လေးတွေကြည့်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့